ဒီရွယ်တဲ့တသားရှာစာမေမေစားရပြီနော်အဲ့တော့မိဖို့တစ်လုံးရောင်းရတဲ့အတွက်ကြောင့်မို့လို့သားကို1000ပေးမယ်အခုက9လုံးရောင်းရတယ်အဲ့အတွက်ကြောင့်မို့လို့9000ပေးမယ်နော်9000ဒါတသားမုံဘူး9လုံးမင်းကဘာစားစလို့ ပီဇာစားရင် ဩပိစာစားစင်ထက်ရောင်းလေအမေမပစ္စည်းအများကြီးရှိတယ်ထက်ရောင်း အခုထက်ရောက်ပြီးမှဗာလဲဆို EFF ဒီဇိုင်းနဲ့ portable gas မီးဖို့ရောင်းပြီးမှာဒီ portable gas မီးဖို့က gas အိုးတွေနဲ့သုံးကြမလို့စင်ပေါ်မှာထောက်ပြထားတယ်တလားဒီအဲ့ gas ဘူးတွေနဲ့သုံးရမှာအဲ့ gas ဘူးတွေနဲ့သုံးရမှာပြီးတော့သူ့ဈေးနှုန်းကလည်းချိုးသားတယ်6900နဲ့ရမှာဒီခေတ်ကြီးမှာ6900ဆိုတော့ပီဇာတော့သူ့တဲ့ဈေးကြီးအောင်ပြီးတော့သူ့မှာအားသာချက်တစ်ခုက AutoCAD safety ပါတယ်အဲ့ AutoCAD safety ပါတဲ့အတွက်စိတ်ချလက်ချတာပေါ့နော်ပြီးရင်နီးပြီးဆိုခရီးထွက်มาနဲ့ဗာနဲ့အဲလုံးဝအဲ့မှာအကင်ကင်တာတို့ဗာဒီဘူးလေးနဲ့ပဲတဲဝိုင်းအောင်တော့ဒီဘူးလေးနဲ့အဲ့ gas ဘူးတစ်ခုနဲ့တဲဝိုင်းအောင်အေးစီတော့ ဦးတို့အန်တီတို့ဒေါ်တို့မမတို့မမတွေလည်းအများကြီးပဲငါတောက်ချစ်ပေးကြတာများလာဝယ်ရင်များရမိဖို့တစ်လုံးရောင်းရရင်1000ရโอเค โอเคအားလုံးလာဝယ်ပေးကြပါခင်ဗျာမြမြဝယ်မှာကျွန်တော်ပီဇာစားရမှာပါခင်ဗျာ